အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Carry ရကြပါ podcast ရန်ကြိုဆိုလိုက်ပါခင်ဗျဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ကြောတငယ်ချင်းဆမ်မော်ရဲ့ဒီကျွန်တော် podcast မလုပ်တာကြာပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ podcast လေးလုပ်ဖို့အတွက်ကျွန်တော်ဒီနေ့ပြန်ပြီးတော့ podcast လေးလုပ်ဖို့အတွက်ကျွန်တော်ညောင်အဲတငယ်ချင်းညောင်တူလုပ်ကြမယ်ဆိုပြီးတော့ကျွန်တော်စကားပြောဖြစ်တယ်ပြီးတော့ဒီနေ့ podcast ကျွန်တော်အတန်တွေ့လိုက်ပြီဖြစ်ပါရဲ့ဗျဆမ်မော်ရင်ငါတို့ podcast မလုပ်ဖြစ်တာတော်တော်ကြာပြီနော်အေးဟုတ်ပါနော်တခြားလုပ်စရာကြီးများပြီးတော့ podcast ကိုရွှေ့နေရတယ်မလုပ်ဖြစ်တာကြပြီဆိုတော့ဒီနေ့ရောငါတို့ဘယ်အပိုင်းကိုအဓိကထားပြီးတော့ podcast တွေထဲမှာထည့်ပြီးပြောကြမယ်စဉ်းစားထားလဲဆိုတော့အကြောင်းငါစဉ်းစားထားတာလေးရောရှိရယ်ဒီနေ့ဘာလဲဆိုတော့ငါရဲ့အတွေ့အကြုံလေးနည်းမျှဝေကြည့်မလားပေါ့နော်ဒီငါငယ်ငယ်တုန်းကငါဘောကကိုအချိုးကွေးတစ်ခုအပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ moment လေးတစ်ခုပေါ့နော်အဲ့ moment လေးကဖြစ်သွားတဲ့ဟာက second ပိုင်းပဲဖြစ်မယ်ဒါပေမဲ့တော့တွန်းအားကြီးတစ်ခုဖြစ်စေခဲ့တဲ့ moment သူငါပြောပြမလားလို့အမှန်တမ်းပြောရရင်ဒီသူငယ်လေးက10ရက်အထိမှာငါအဲ့လောက်ကြီးကျောင်းနေမှာလို့ experience အတွေ့အကြုံကအဲ့လောက်ကြီးကောင်းတဲ့ memory တိတ်မရှိဘူးဘာလို့လဲဆိုတော့အနိုင်ကျင့်ခံရများတယ်ပြီးတော့ကြောင်ပြီးဆရာဆရာမကြီးစီကလည်းမျက်နှာမပေးခံရတိတ်မရှိရတဲ့ကျောင်းသားတရားပေါ့နော်ငယ်တော့လည်းစောင့်မတော်ဘူးစုရတဲ့တခုမှမရဘူးငယ်တော့အဲ့လိုမျိုးအခြေအနေတစ်ခုမှာငါဘွားကိုအရှုံးမပေးဘဲနဲ့ကျောင်းကိုပို့ပြောလာအောင်ကျောင်းပြောလာအောင်မျိုးလုပ်ပေးရဲ့ဆရာမတယောက်ရှိတာအဲ့ဆရာမကျွန်တော်နည်းနည်းလေးပြောပေးချင်တယ်ပေါ့နော်ဆိုတော့ငါအဲ့တုန်းကငါငယ်တုန်းကဆို3တန်းလောက်ပဲရှိအောင်မယ်3တန်းတုန်းကဒါပေမဲ့အဲ့တုန်းကဖြစ်ရှင်တော့အဲ့ကျောင်းစစ်စာမှုပဲချူးရွံ့နေရွေးကျောင်းစစ်စာမှုပဲတစ်ခုရှိတယ်ဆိုတော့ငါကလည်းအဲ့တုန်းကဝင်ဖြေလိုက်တယ်ကွာဒါတိုင်းဟိုဟာကျောင်းအတန်းထဲမှာစာတင်ရစာမတင်ကျင်လို့ဆိုပြီးတော့သူကအဲ့လိုမျိုးလေငယ်တော့အကားတိုက်ရင်တို့ချူးရွံ့စာမှုပဲဖြေလို့ဆိုရင်အတန်းပြက်လို့ရတယ်ဆိုတော့ငါကလည်းချီစောလက်စောနဲ့သွားပြီးတော့ဝင်ဖြေလိုက်တယ်ချူးရွံ့စာမှုပဲငွေစာလို့လာတဲ့သူမဟုတ်ဘူးပြင်ပ knowledge ရှိမရှိဘူးကျောင်းမှာဆိုကစားရပြောရဲဒါပဲရှိရကောင်ကအခုစာလို့ကတော့ငါအခက်အခဲအများကြီးတွေ့တယ်တွေ့ပြီးတော့ဒီအရင်နဲ့ပြင်မဲ့ခဲ့ရတယ်ပေါ့နော်အရင်နဲ့ပြင်မဲ့ခဲ့ရတယ်ပြီးအဲ့လိုမျိုးဖြစ်ခဲ့ပြီးမဲ့အကြောင်းငါပို့ပြီးကြိုးစားရတယ်သူများရဲ့တန်နိုင်ချက်ငါ3နိုင်လောက်ချက်ဖို့ငါပို့ပြီးကြိုးစားရပို့ပြီးအချိန်ပေးရတယ်အဲ့တော့တရက်ကြတော့တော်တော်လေး down နေပြီကွာ down နေပြီမဲ့မဖြစ်ဘူးပေါ့နော်ငါစားခဲ့ရအောင်ငါပြီးစီလောက်ရမယ်ဆိုပြီးတော့သူများရလို့နားချိန်ရရင်နားကြဒါပေမဲ့ငါမနာဘူးကွာနားချိန်မှာလည်းစကြည့်ရမယ်ဆိုပြီးတော့ငါဆရာဆရာမနားနေကန်သွားတာအဓိကအဲ့လိုစာမေးဖို့သွားအင်္ဂလိပ်စာပတ်သက်မသိရရှိလို့ဘာလို့လဲမမှတ်မိတော့ဘူးနော်ဒါပေမဲ့အဲ့လိုစာမေးဖို့သွားတဲ့အချိန်မှာဖြစ်နေဆရာမငါအကြောင်းပြောနေတာငါနေမိနေပေါ့နော်ဆိုတော့ငါနေမိနေပြောနေတဲ့အချိန်မှာငါဆရာဆရာမနားနေကန်တယ်မဝင်ပါပဲငါအပေါက်မှာပဲငါခူးနားထားလိုက်တာဘာလဲဆိုတော့ဆရာမကလို့ငါရှိမှတစ်ခါမှမချီကျူးဘူးငါ့ကိုအမြဲဆူတာအဲ့လိုဘာလို့လဲဆိုတော့3ယောက်ထဲမှာအဲ့လိုငါကအဲ့လိုပေါ့နော်တော့အញ្ញံဆုံးပုံစံဖြစ်တော့ကွာဆရာမကအရင်တွန်းအားပေးရအရင်ဆူရအရင်ပြောရရိုက်တယ်ရိုက်ပါခင်ရိုက်တယ်အဲ့လိုမျိုးကွာငါအဲ့လိုဖြစ်ချင်စောနဲ့ရောပြောရလို့ကသိရဒါပေမဲ့အဲ့လိုငါအမြင်နဲ့ပြောခံရဆိုတော့စိတ်တော့မကောင်းဘူးနော်ဆရာမကလည်းဆူရယ်စားလည်းမလိုက်နိုင်ဘူးဆိုတော့ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီမှာကဒီငါလုံးဝမထင်မှန်းတကူဖြစ်ခဲ့ရပါတော့ဆရာမကငါနာမည်နဲ့ပြောပြီးတော့ခြားဆရာမကြီးကပြောပြနေတာငါကအဲ့လိုတော်ရဲ့ပြီးတော့ကြောင်အဲ့လိုဖြစ်နိုင်နေဆိုပြီးတော့အလားလာကောင်းတဲ့ကလေးတယောက်ဆိုပြီးငါ့ကိုချီးကျူးရဟာပြီးတော့မတိရရှိလဲမေးဖို့မကြောက်ဘူးဆိုတော့အဲ့ဒီဟာလေးကဒီကလေးမှတော်တော်လေးကိုကောင်းမွန်တဲ့အရေးတွေရှိရလို့ပြောတယ်ဆိုတော့အဲ့စကားလုံးကတခါမှမကြောက်ဘူးဆရာမစီကနေအဲ့လိုမျိုးခြားဆရာမပြောရလဲမကြောက်ဘူးတလို့အဲ့ဆရာမစီကအထူးသဖြင့်အဲ့ဆရာမစီကပေါ့နော်အဲ့ဆရာမအရိုက်ကျန်းတယ်ငါတို့ကြောင်မှာဆိုအဲ့ဆရာမဆိုအရင်ကြောက်ကြတယ်အင်္ဂလိပ်စာဆရာမဒါပေမဲ့အဲ့ဆရာမကိုယ်တိုင်ငါ့ကိုချီကျူးကငါကြားလဲနောက်ပိုင်းမှာငါအဲ့လိုအကောင်းဆုံးကြိုးစားဖို့အင်အားရခဲ့ပေါ့နော်ဆရာမအနေနဲ့ဆူခဲ့ရအကုန်လုံးလည်းငါနားလည်ပါတယ်ပြီးတော့ကြောင့်အဲ့လိုဒီပြောမှာစေနာတစ်ခုကိုသဘောပေါက်သွားခဲ့လို့ထင်တယ်အဲ့ moment တွေတစ်ခုကအဲ့ဟာနဲ့ပဲငါစူးစားရဲဒါပေမဲ့လေအဲ့မြို့နယ်စင်းမှာပြုတ်ခဲ့ပါတယ်သို့တော့အဲ့လိုအထူးကြောင့်ဆောင်မှုကမပါခဲ့ပေမဲ့အထူးဆောင်မှု3ယောက်ဖြည့်ရခြင်းမှာနောက်2ယောက်ကပါသွားတယ်ငါပဲကြံခဲ့ရအောင်ငါပဲမပါသွားဒါပေမဲ့အဲ့လိုမပါသွားခဲ့ပေမဲ့ငါနောက်မရဘူးဒီအောင်ဝင်ဖြည့်ခဲ့ experience ကိုဘာလို့လဲဆိုတော့ဒီဟာငါတပွားဟိုပြောင်းသွားပြီးရတယ်လို့ငါထင်တယ်အဲ့လိုမျိုးဒီဆရာမရဲ့စကားလေး3 ခုလောက်ကငါတပွားလုံးမှာတခုဆိုရင်အရှုံးမပေးဘူးအကောင်းဆုံးကြိုးစားမယ်မတိရရှိလဲမေးမယ်ပြီးတော့ဒီလဲကြလည်းပြန်ထားမယ်ဆိုပြီးတော့အဲ့လို moment တစ်ခုကငါ့ကိုအများကြီးအပြောင်းလဲဖြစ်သွားစေခဲ့တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းလေးကဆိုတော့ငါပြောနေရတော်တော်များနေပြီထင်တယ်อืมအဲ့ဒါကြတော့လေအဲ့ဒါကိုနားထောင်ပြီးတော့စဉ်းစားမိလဲဆိုတော့ဗောနော်appreciation ဆိုတာမျိုးစဉ်းစားမိတာဗောနော်အဲ့လိုအတွေ့အကြုံကိုနားထောင်ပြီးတဲ့အခါကျတော့ပုံမှန်ဆိုလို့ရှိရင်
ဘယ်လိုပြောရမလဲတခုခုဆိုလို့ရှိရင်စူတာမျိုးကပုံများရယ်ပေါ့နော်ငယ်ရအိမ်ကြီးမှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်ပေါ့ဒါပေမဲ့ဟိုကလေးတွေရဲ့သဘောတရားပေါ့နော်စူတာထက်ဆိုလို့ရှိရင်သူတို့ appreciate လုပ်တဲ့ဟာမျိုးကပို့ပြီးတော့ဆွဲပြီးတော့မှတ်မိနေရပါတော့ခေါင်းမှာဆွဲနေရမျိုးပေါ့တော့အဲ့ဒါသူတို့ဘဝကိုဒီလောက်အကြီးမားကြီးကို impact ဖြစ်စေရပေါ့နော်ဆိုတော့အဲ့ဒါကိုဒါနေပြောတဲ့ဒီအဖြစ်အပျက်ကနင်းရဲ့ကိုယ်တွေးအတွေးကြုံက example တစ်ခုပဲပေါ့နော်ဒါသက်သေတစ်ခုပဲဆိုတော့နားထောင်တဲ့သူတွေအနေနဲ့လည်းအတွေ့တစ်ခုရပါမယ်လို့ထင်တယ်ပေါ့နော်ကိုယ်တိုင်လည်းစဉ်းစားမိတာကဘယ်လိုမျိုးလဲဆိုတော့ပေါ့နော်maybe တခြားကိုနဲ့ရွယ်သူတွေဖြစ်ဖြစ်တခြားကိုကအရွယ်တစ်ခုရောက်လာလို့အလုပ်လုပ်နေရဲ့အဲဒီဒါမှမဟုတ်ရာထူးတစ်ခုရောက်သွားလို့ပေါ့နော်ကိုထက်လက်အောက်နေတိုင်းနဲ့လောက်ကြတာမျိုးဖြစ်ဖြစ်ဒါပေမဲ့ကိုကပဲမိဘနေရာရောက်လာတာမျိုးဖြစ်ဖြစ်ပေါ့နော်နေရာမျိုးစုံမှာကိုနဲ့ဒီတူတူပေါ့နော်ဒီအလုပ်လုပ်ကြတာမျိုးဒါမှမဟုတ်ရှင်ကိုနဲ့ကိုယ့်ရဲ့မိသားစုဝင်နေနဲ့ပဲတွေ့ရကြုံတွေ့ပြီးတော့ဒီစကားပြောရတာမျိုးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာလုပ်တင်တာဆိုလို့ရှိရင်ပေါ့နော်ဒီ appreciate လုပ်တာမျိုးကသူတို့ပေါ့နော် appreciate လုပ်တာမျိုးကိုလည်းအမားကိုထောက်ပြတာမျိုးကဲ့သို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲပြောရမလားအမားကိုထောက်ပြခင်နေကြလို့ရှိရင်ကွာဒီညသောအဖြစ်တိတ်ပြီးတော့မစင်စားအောင်ဆိုတော့အဲ့လိုမျိုးပဲ appreciate လုပ်တာမျိုးလည်းအရင်စဉ်းစားရမျိုးမဟုတ်ပဲねတကယ်အရှိကိုအရှိတိုင်း appreciate လုပ်ပေးတာမျိုးအဲ့လိုကချာမျိုးလေးရှိလာရင်ကောင်းမယ်ပေါ့လေဆိုတော့အဲ့ဒါမျိုးတော့စဉ်းစားမိရေပေါ့อืมအေးနော်ဟိုကနေပြောမှပဲငါလည်းတွေးမိရအဲ့လိုငါဘွားကြီးတစ်ခုကိုအဲ့လိုမျိုးကြောင်းမှာမပြောခဲ့ရမှန်တယ်များကိုအဲ့စကားလေးသုံးခုကဒီစကားလေးသုံးခု appreciation လေးပေးရဲ့သုံးခုကအရင် impact ဖြစ်ခဲ့ရောနော်အရင်ဟိုမှာတွန်းအားဖြစ်ခဲ့ရဲ့အရင်ဟိုမှာဒီ86ဖို့တဲ့အားရင်အများကြီးဖြစ်ခဲ့ရပေါ့နော်အဲ့ဒီဟာကကိုလျှောက်တဲ့လမ်းမှာကဒီပန်းနိုင်တစ်ခုပေါ့နော်ဘောဆိုတာခီးတစ်ခုကိုဆိုတော့ငါတို့သွားမဲ့ပန်းနိုင်တစ်ခုမှာအောင်မြင်သည်ဖြစ်စေကြာဆုံးစီဖြစ်စေရှေ့ဆက်ဖို့အင်အားတကယ်လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအင်အားကိုရရှိဖို့စကားလုံးတွေကလည်းတကယ်ဟိုအရန်ဟိုမှာစွမ်းအားရှိရယ်စွမ်းအားကြီးရယ်လို့ငါလည်းယုံကြည်သွားတယ်ပေါ့ငါကိုညိုတွေကနေငါတို့ဒီနေ့ပြောတာတော့ဒီမှာပဲရက်လိုက်ရတကယ်ကြီးငါတို့လည်းကြာနေအချိန်လည်းလင့်နေပြီဆိုတော့လေဟုတ်ပြီဆိုတော့ဒီနေ့ပေါ့နော်ဗန်ပြောပြပေးသွားတယ်သူ့ရဲ့ဒီငယ်ဘဝ experience တစ်ခုပေါ့နော်ဒါပုံမှန်ရိုးရိုးရှင်းရှင်းဆိုပေမဲ့လည်းဒါတကယ်ဘဝမှာပေါ့နော်ကိုယ့်ဘဝမှာဘယ်လောက် impact ကြီးလဲဆိုတာမျိုးပြောပြပေးရတာထားအောင်နေနဲ့အတွေးတစလည်းရမယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ podcast လေးကိုဒီမှာပဲရက်လိုက်ကြပါမယ်ဆိုတော့ဒီနောက်နေ့နောက် podcast ဒီမှာထပ်ပြီးတော့တွေ့ကြပါမယ်ဟုတ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ